Hello မင်္ဂလာပါကျွန်တော်အရှိဗီဒီယိုမှာတော့ line shape ပေါင်းဆိုတဲ့ element 3ခုအကြောင်းပြောခဲ့တယ်အခုဒီဗီဒီယိုမှာတော့ပကြီးဝါသနာပိုင်းလူငယ်တွေအတွက်ပကြီးအခြေခံ element 9မျိုးတွေက space တခြား value ဆိုတဲ့နောက်ထပ် element 3ခုအကြောင်းပြောပြပေးသွားမှာဖြစ်ပါတယ်ကျန်တဲ့ element တစ်ခုဖြစ်တဲ့ color အကြောင်းတော့ basic drawing မှာသိဖို့မလိုသေးဘူးအဲ့ဒါကြောင့်မလို့ကျွန်တော် color အကြောင်းတော့နောက်ထပ်ဗီဒီယိုတွေမှာထပ်ပြီးပြောပြပေးသွားပါမယ်နံပါတ်1 space ပကြီးကတစ်ချက်ရေးဆွဲပြန်လို့မယ်ဆိုလို့ရှိရင်ကိုရေးဆွဲမဲ့အကြောင်းအရာကိုထားသူမှန်မှန်ကန်ကန်နဲ့ပြသနိုင်ဖို့အတွက် space ဆိုတဲ့ element အကြောင်းကိုတရားသိထားဖို့လိုပါတယ် space ကိုရေးဆွဲဖန်တီးခြင်းနဲ့အကြောင်းအရာကိုအမှုတည်ပြီးတော့အသုံးပြုလို့ရတဲ့ option တွေရှိတယ် positive space negative space foreground middle ground background ဆိုတဲ့ဒီ option 5ခုကိုအခြေခံပြီးတော့ space ကိုအသုံးပြုလို့ရပါတယ်အထူးသဖြင့်ရှုမြော်ခင်းတွေရေးဆွဲဖန်တီးလို့ဆိုလို့ရှိရင် foreground middle ground background ဒါတွေကိုသိထားမှသာအနီးဝေးသဘောတရားတွေကိုပြပြမှန်မှန်ကန်ကန်နဲ့အကောင်းဆုံးရေးဆွဲဖန်တီးနိုင်မှာဖြစ်ပါတယ်နံပါတ်2တခြားအကြီးရေးဆွဲဖန်တီးရမှာတခြားဆိုတော့မျက်နှာပြင်တစ်ခုရဲ့အထီးတွေအာယုံချောတာမာတာကြွတ်တာပျော့တာဒီလိုမျိုးရုပ်ဆင်းသဘောတရားတွေရဲ့အထီးတွေအာယုံကိုအဓိကအပြင်ဖော်ပြရေးဆွဲတာဖြစ်ပါတယ်တခြားအမျိုးအစား2မျိုးရှိတယ်အမြင်အာယုံဖန်တီးရေးဆွဲတဲ့ visual တခြားနဲ့ပပူးရုပ်တွေတစ်ခေါက်တွေဒီလိုမျိုးအရာဝတ္ထုတွေကိုဖန်တီးရေးဆွဲတဲ့ physical တခြားဆိုပြီးဖြစ်ပါတယ်ဥပမာ Van Gogh ရဲ့နေကြလို့ပကြီးကားတွေဒါတွေက impasto လို့ခေါ်တဲ့စေးဝိတ်နဲ့တခြားအဓိကအသုံးပြုပြီးတော့ပကြီးဖန်တီးရေးဆွဲတဲ့နီးစနစ်တစ်ခုဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ပကြီးရေးဆွဲဖန်တီးသူတွေအနေနဲ့တခြားဆိုတဲ့ element အကြောင်းတွေကိုတခြားသိရှိနားလည်တာဖို့လိုပါတယ်အဲ့ဒါမှကိုရေးဆွဲခြင်းနဲ့ရုပ်ဝတ္ထုပစ္စည်းရှုမြော်ခင်ဒီလိုမျိုးအကြောင်းအရာတွေကိုမှန်မှန်ကန်ကန်ပြပြပြင်းနဲ့ဆွဲမှတ်ဖွယ်ကောင်းအောင်ရေးဆွဲဖန်တီးနိုင်မှာဖြစ်ပါတယ်နံပါတ်3 value ဆိုတဲ့အလင်းမောင်တွေကိုအရာဝတ္ထုတွေအထူးတဲ့အနေအထားတွေကိုရေးဆွဲရမှာအရေးပါတဲ့အစိမ်ပိုင်းတစ်ခုဖြစ်အသုံးပြုကြပါတယ် value ဆိုတဲ့အလင်းမောင်တွေအနူရင်ဒါတွေကိုတခြားလေ့လာရမယ်ဆိုလို့ရှိရင်အရာဝတ္ထုတွေရဲ့ shape and proportion တွေကိုမှန်မှန်ကန်ကန်သိသိကြရနဲ့ရေးဆွဲနိုင်မှာဖြစ်ပါတယ် value ကိုအခြေခံအားဖြင့်အလင်းဆုံးကနေအမောင်ဆုံးထိ3-9စင်းနဲ့ဖွဲ့စည်းထားပြီးတော့ high key meter key low key ဆိုပြီးတော့လူလက်ရင်3မျိုးပကြီးကားရေးဆွဲဖန်တီးတဲ့နေရာမှာအခြေခံအားဖြင့်အသုံးပြုကြပါတယ်တရားစွဲခေါ် monochromatic မှာဖြစ်ဖြစ် watercolor မှာဖြစ်ဖြစ် acrylic မှာဖြစ်ဖြစ် CC မှာဖြစ်ဖြစ်ဘယ်ရောင်ပဲသုံးဘယ် medium ပဲသုံးကျွန်တော်ဒီ value cycle တွေကလူလက်ရင်ဆိုတဲ့အသွေးပြောင်းလဲမှုတဘောတရားတွေနားလည်ရမယ်ဆိုလို့ရှိရင်ကိုရေးဆွဲဖန်တီးခြင်းတဲ့အကြောင်းအရာအရာဝတ္ထုတွေလူပုံတွေရှုခင်းတွေဒီလိုမျိုးအကြောင်းအရာတွေကိုမှန်မှန်ကန်ကန်ပြပြပြင်းနဲ့ဆွဲမှတ်ဖွယ်ကောင်းအောင်ဖန်တီးရေးဆွဲနိုင်မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်အရှိမပြောပြခဲ့တဲ့ space တခြား value ဆိုတဲ့ element 3ခုအကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်မိတ်ဆွေနားလည်သဘောပေါက်လိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်အဲ့တော့ video လေးကိုဒီလောက်နဲ့ပဲဆုံးသက်လိုက်ပါတယ်ကျွန်တော်မိတ်ဆွေအားလုံးနောက်ထပ်ကျွန်တော်ရဲ့ video တွေမှာပြန်တွေ့ကြပါမယ်